မမရကျွန်တော်ဘေးမှာထိုင်နေပဲရုံပုံစံခေါင်းစွပ်ကြီးဝက်လာအမွေးပွားကြီးနဲ့ပြီးတော့သူ့ကြီးပဲလှိမ့်ကြောက်နေတာတချို့အခန်းနေဆိုလို့ရှိရင်သူ့အော်တန်အကျယ်ကြီးရဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ရက်ကကျွန်တော် Insidious Out of the Further ဆိုတဲ့ကားကိုထွက်ချင်းရက်မှာသွားကြည့်ခဲ့ပါတယ်အဲ့ကားက Insidious franchise ရဲ့6ကားမြောက်ရုပ်ရှင်ကားပါဒီကားရဲ့ story ကမင်းသမီးကတမလွန်ကိုသွားနိုင်တဲ့အစွမ်းရှိတယ် astral projection နဲ့သွားတယ်ဒါပေမဲ့အဲ့ဒီအပြင်ကိုသူကအဲ့ဒီက artifact တွေအဲ့ဒီကပစ္စည်းတွေကိုဒီလက်တွေ့လောကတွေကိုပြန်ယူလာနိုင်တဲ့အစွမ်းရှိတယ်အဲ့ဒါကိုတေချာသိတဲ့ demon တွေကသူ့ကိုတုံးပြီးတော့ဒီဘက်ကိုတည်တဲ့လူတွေအကုန်လုံးကိုဒီဘက်ကဘာကိုပြန်ခေါ်လာဖို့ကြိုးစားတယ်အဲ့ demon ကိုယ်တိုင်လည်းဒီဘက်ကိုလိုက်လာဖို့ကြိုးစားတယ်အဲ့ဒီ story line မှာပုံမှန်ကျွန်တော်ရုပ်ရှင်ရုံမှာတရေကားကိုသွားကြည့်လေမရှိဘူးအထူးသဖြင့်တယောက်တည်းဆိုပိုးတော်မကြည့်သေးတယ်။ဘာကြောင့်လဲဆိုတော့တရေကားမှာကြောက်စရာကောင်းတဲ့ခန်းလာကျွန်တော်မျက်လုံးကိုဒီလိုလေးမှေးပြီးကျွန်တော်ကြည့်တယ်။ဆိုတော့ကျွန်တော်ရဲ့မြင်ကွင်းကအရန်ကိုကျင်းသွားတော့မတန်ဘူးပေါ့နော်။တခါလေကြာလို့ရှိရင်အရန်ကြောက်ဖို့ကောင်းတဲ့ခန်းဆိုကျွန်တော်မျက်လုံးကိုမှေးပလိုက်တာ။ဒါပေမဲ့ဒီတစ်ခါတော့ကျွန်တော် review ပေးချင်တာရဲ့ Insidious franchise ရဲ့ပထမဆုံးကားကိုကျွန်တော်အရန်ကြိုက်တာရဲ့အကြောင်းသွားကြည့်ပြပါတယ်။ကျွန်တော်ဝန်ခံရင်ပထမဆုံးကားပြင်နောက်ကားတွေကျွန်တော်မကြည့်ပြပါဘူး။ဆိုတော့ဒီဟာကကျွန်တော်ရဲ့ဒုတိယမြောက်ကားပါ။ဒီကားကအပိုလိုမရှိကွက်တီဇလန်းဆင်ထားတဲ့ကားလို့ကျွန်တော်မြင်ပါတယ်။ဂျားထဲမှာပြင်းသွားတဲ့အချိန်မရှိဘူး။အီရွာတဲ့အချိန်မရှိဘူး။ဇလန်းကသူ့အနေနဲ့သူစလဲအဆုံးကြည့်လို့ကောင်းပါတယ်။ jump scare တွေလည်းကောင်းတယ်။တေချာ build up လုပ်ထားတဲ့ကြောက်စရာကောင်းတဲ့အခန်းတွေလည်းအများကြီးပါပါတယ်။အထူးသဖြင့် trailer မှာပါတဲ့အခန်းတော်တော်များကရုပ်ရှင်ထဲမှာတကယ်ကြည့်လို့ကောင်းတဲ့အခန်းတွေပါ။ပြီးတော့ဒီမှာ body horror တွေပါတယ်။အထူးသဖြင့်ကတွင်း horror ပြီးမျက်လုံး horror အဲ့ဒါတွေပါတယ်။ဆိုတော့ body horror ကြိုက်တဲ့လူတွေအတွက်ဒါအဆင်ပြေတယ်။တကယ်ကြည့်လို့ကောင်းပါတယ်နောက်ပြီးတော့ဒီမှာညစ်တိညစ်ပတ်တွေတိတ်မပါဘူးခင်ဗျဒီတိုင်းပဲ environment တခုလုံးကိုကြောက်စရာကောင်းအောင်လုပ်ထားမျိုးပဲရှိပါတယ်ဆိုတော့အဲ့ဒါတော့ကျွန်တော်အမှတ်ပေးပါတယ်ပြီးတော့ဒီမှာပါတဲ့ character တွေအကုန်လုံးကလည်းကိုယ်တိုင်ဝင်ပြီးတော့ relate လုပ်လို့ရတဲ့ character တွေပါပဲပြည့်ရမယ့် character တယောက်မှမပါပါဘူးခင်ဗျအထူးသဖြင့်ဒီမှာနှက်ဝင်တယ်လို့ဖြစ်နေတဲ့ကောင်မလေးတော့မှသူ့အနေနဲ့သူအဆင်ပြေပါတယ်သူ့ role နဲ့သူအဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီကားက cult နဲ့လည်းပြန်ချိတ်ထားပါတယ်ရုပ်ရှင်ကြည့်လိုက်လို့ရှိရင်တော့သိပါလိမ့်မယ် cult နဲ့ချိတ်ထားပြီးတော့ဒီ demon ကြီးကcult leader ပုံစံမျိုးပါဒီမှာကျွန်တော်တခုပြောချင်တာဒီ demon ကြီးရဲ့ design ကိုကျွန်တော်လုံးဝမကြိုက်ပါဘူးသူက demon နဲ့မတူဘဲနဲ့ rocker ကြီးနဲ့တူနေတာပေါ့နော် Ozzy Osbourne လိုအထားမျိုးကြီးဆိုတော့အဲ့ဒါကြီးကတော်တော်အဆင်မပြေဘူးဟိုကျွန်တော်စိတ်ထဲမှာကြောက်ရမယ်ဆိုတာသူ့ကိုရည်ပဲရည်ကျင်နေတာပေါ့နော်မသိရင် rock concert အတွက်ကိုလက်မှတ်အတင်းလိုက်ရောင်းတဲ့ပုံစံမျိုးကြီးဗျာဒီကားကိုချိတ်ဆက်ထားတဲ့အခြေဆက်တွေအရန်လှတယ်ပြီးတော့နောက်ဆုံးကမ်းမှာလောက်သွားတဲ့ဟာလည်းတော်လှပါတယ် James Wan ကားတွေထုံးစံတိုင်းပြောစရာတခုခုကြံအောင်လုပ်ခဲ့ကြတာကြီးပဲကြည့်ပြောရွှေ့ပြောအဆင်ပဲရှိတယ်ဆိုပေမဲ့စိုးရွားတဲ့အထဲလည်းမပါပါဘူး franchise တစ်ခုကနံပါတ်3ထက်များလာပြီဆိုလို့ရှိရင်ကျွန်တော်သိမကြိုက်တော့ဘူးဆိုတော့ Insidious ကလည်းနောက်တစ်ခါမရိုက်တဲ့တော့လို့ကျွန်တော်ထင်ပါတယ်ဒီကားကောင်မှကျွန်တော်လွန်လာပြီပေါ့နော်ဒီမှာကျွန်တော်အရန်ကြိုက်တဲ့အခန်းကကြတော့ sofa နဲ့ဆောက်ထားတဲ့အိမ်လေးလှိုင်ကောင်းလိုဖြစ်နေဟာလေးမှာသူဟိုးကအဝေးယူကြည့်လိုက်တော့တရေကောင်းကြီးတစ်ခုကဟိုးဝေးကြီးမှာဒီတိုင်းမြင်နေရတယ်ပြီးတော့ပြုံးဆိုပြီးအနီးမှာမြင်ရတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကအဲ့လိုတကယ် slow horror vibe ကိုပေးပါတယ်အဲ့ဒီခုကတော်တော်ကြိုက်တယ်ရုံထဲအတွေ့အကြုံကတော့မမရကျွန်တော်ဘေးမှာထိုင်နေပဲရုံပုံစံခေါင်းစွပ်ကြီးဝက်လာအမွေးပွားကြီးနဲ့ပြီးတော့သူ့ကြီးပဲလှိမ့်ကြောက်နေတာတချို့အခန်းနေဆိုလို့ရှိရင်သူ့အော်တန်အကျယ်ကြီးပဲနောက်တန်းကျော်လောက်မှလည်းအဖြူတယောက်ထိုင်နေကြောက်ရင်တော့ရိုးရိုးမကြောက်ဘူးအဲ့လိုဟာတစကားလေးပြောပြီးကြောက်တော့သူကြောက်တာနဲ့ဘေးကလူရတော့တဟာဟာရှိရောအဲ့လိုမျိုးဆိုတော့ horror ပိုပေါ့စီရတယ်ပါတာပေါ့နော်ရုံထဲမှာလူတော့တိတ်မရှိပါဘူးကျွန်တော်သွားကြည့်ရဲ့ရက်ကလည်းဂျားရက်ကြီးဖြစ်နေတာဂျားရက်ကူမှနေခင်းချိန်ဆိုတော့တောင်းအလုံးလုံးဂျားရက်ချိန်ဆိုတော့တိတ်မလာကြပါဘူးအနေချုပ်ပြောလို့ရှိရင်တော့ဒီက popcorn movie စစ်ပါပဲကြည့်ရတာကြည့်ပြောရှိတယ်မစိုးပါဘူး Insidious ကားအနေနဲ့ဆိုလို့ရှိရင်ပထမကားကိုလုံးဝမမီပေမဲ့ကြည့်လို့တော့အဆင်ပြေပါတယ်ခင်ဗျ rating ပေးဆိုလို့ရှိရင်ကျွန်တော်တို့6 out of 10လောက်ပဲပေးချင်ပါတယ်ရုံမှာသွားမကြည့်လည်းဘာမှဖြစ်ပါဘူး digital ထွက်မှာ AACC အိမ်မှာကိုယ့်အကူကြည့်လို့ရတယ်ကားမျိုးပါအဆုံးထိကြည့်ပြလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ see you in the next video